လူပေါင်းတဲ့နီး7နီးတစ်အားနေတဲ့သူနဲ့ပေါင်းရင်သူတို့ကိုလေးစားပါဆင်းရဲတဲ့သူနဲ့ပေါင်းရင်ပတ်စံဘလောက်ရနိုင်တယ်ဆိုတာကိုတိုက်ရိုက်ပြောပြပါ3ထက်မြက်တဲ့သူနဲ့ပေါင်းရင်အကောင်းဆုံးနီးလန်းကရိုးသားဖို့ဆိုတာကိုမှတ်ထားပါ4အားကြီးတဲ့သူနဲ့ပေါင်းရင်အစပြိုးစကားတွေအများကြီးမပြောပဲအဓိကအကြောင်းအရာလိုရင်းကိုတန်းပြောပါ5စိတ်ထားမကောင်းတဲ့လူနဲ့ပေါင်းရင်ဟန်ဆောင်နိုင်လေပိုကောင်းလေပါပဲမဟုတ်ရင်သင်ကိုယ်ရဲ့ပဲနစ်နာပါလိမ့်မယ်6မိန်းကလေးနဲ့ပေါင်းရင်ဂုံတိတ်ခါအရာအလွန်အလွတ်ပေးတာမျိုးမလုပ်ပဲအရာအလုံးမှာ3ပုံနဲ့2ပုံအလွတ်ပေးပါခုနဲ့လူတိုင်းကိုအယံဖော်ယူပြတဲ့အခါတခြားသူတွေကသင်ကိုဖားရတတ်တယ်လို့ထင်ကြပါလိမ့်မယ်8တင်မကအလွတ်ပေးလို့တဲ့အခါတခြားသူတွေကသင်ကိုခါရလွယ်တဲ့သူလို့ထင်သွားကြပါတယ်9သင်ကကိုကာဝဲဖို့တောင်တတိမနေတဲ့အခါတခြားသူတွေကအနိုင်ကျင့်လို့ရတဲ့သူလို့သတ်မှတ်တတ်ကြပါတယ်10သင်ကစကားများလွန်းတဲ့အခါတခြားသူတွေကလူရင်းကိုမရောက်လေပေါ်တဲ့သူလို့ထင်တတ်ကြပါတယ်11သင်ကတက်ကြွလွန်းတဲ့အခါတခြားသူတွေကသင်မှာအလွတ်မရှိဒါမှမဟုတ်အရေးချင်းမရှိဘူးလို့သတ်မှတ်တတ်ကြပါတယ်ကြည့်ရှုအားပေးကြတဲ့တဦးရောက်စီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်မူရင်းရေးသားသူအား BBK Burmese မှာအထူး credit ပေးပါတယ် like share follow လေးလို့ပေးသွားကြပါဦးနော်